MMA ပြိသက်တွေအားလုံးစောင့်မျှော်နေကြတဲ့အစ္စလာမ်မခါချက်နဲ့ဂျက်ဒဲလာမဒဲလာနာတို့ရဲ့ပွဲကြိုသုံးသက်ချက်မင်္ဂလာပါ Fine Go Channel ကကြိုဆိုပါတယ်ဒီပွဲကပွဲရင်းမှာလဲ striking နဲ့ wrestling အပြညာမှာဆိုတော့တော်တော်စိတ်ဝင်စားစရာကောင်းတယ်လို့ပွဲပြီးလာတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲဆိုတော့ကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲပါ JDM တော့ကတော့တိတ်ပြီးထူးထူးမရှိဘူးဒီပွဲနိုင်ရှုံဒီဝိတ်တန်းမှာပဲဆက်ရှိဖို့များပါတယ်စိတ်ဝင်စားဖို့ကောင်းတာကအစ္စလာမ်မခါချက်ပါအကယ်၍ JDM ကိုနိုင်ပြီး welterweight champion ဖြစ်လာခဲ့တယ်ဆိုရင်အီလီယာတိုပူရီယာတယောက် welterweight တန်းထိတက်ပြီးမခါချက်ကိုထိုးမလားအဲ့လိုမှမဟုတ်ဘဲမခါချက်အနေနဲ့ JDM ကိုရှုံးခဲ့တယ်ဆိုရင်ရောအစ္စလာမ်မခါချက်အနေနဲ့ lightweight တန်းကိုပြန်ဆင်းမလားဆိုတာတကယ်ကိုစိတ်ဝင်စားတယ်ကောင်းပါတယ်ဆိုတော့ပွဲကြိုသုံးသက်ချက်ကိုပဲပြန်သွားရအောင် JDM ကိုအရင်ပြောမယ် striking တမှာ knockout power ရှိတယ်ဘီလမ်မွာမတ်ကြီးကိုနိုင်ပြီးချန်ပီယံဖြစ်လာခဲ့တယ်ပြောချင်တာကလည်းအဲ့ပွဲပါဘီလမ်မွာမတ်ဆိုတဲ့ဘဲကလည်း ground game သမားပဲဘီလမ်မွာမတ်ကြီးရဲ့ submission တွေကိုအကောင်းဆုံး defense လုပ်ပြီးတော့ striking ပိုင်းအသာစီးနဲ့အနိုင်ယူထားတာပါအဲ့ပွဲမှာတချို့ကလည်းပြောကြတယ်ဘီလမ်မွာမတ်ကြီးကဖင်ရပြီးတော့ဒီ ground game ကိုမစော့ပဲ striking ပိုင်းကိုတွားပြီးတော့ရှင်းစော့လို့သာရှုံးသွားတယ်ဆိုပြီးတော့မြင်ကြပါတယ်ကျွန်တော်ကတော့အဲ့လိုမျိုးမမြင်ပါဘူးဘီလမ်မွာမတ်ကြီးအနေနဲ့ JDM ကိုဒီ ground game ကိုခေါ်စော့ဖို့ရသူ့အနေနဲ့အဆင်မပြေတဲ့အတွက် striking ဘိုင်းမှာပဲရှင်စော့လိုက်ရတယ်လို့ပဲမြင်ပါတယ်အဲကြောင့်ပြောချင်တာကတော့ JDM ရဲ့ဒီတိတ်တောင်း defense နဲ့ submission defense ကလည်း short တော့လို့မရတဲ့ထက်မှာတော့ပါပါတယ်ဒီပွဲမှာ JDM အနေနဲ့ကတက်နိုင်သမျှအကွာဝေးထိန်ပြီးတော့ striking ဘိုင်းမှာစော့မယ်အစ္စလာမ်မခါရှက်ရဲ့တိတ်တောင်းတွေကိုကောင်းကောင်းကာကွယ်မယ်အခွင့်ရရင်အလဲထိုးဖို့ကြိုးစားပါလိမ့်မယ်အစ္စလာမ်မခါရှက်အနေနဲ့ကတော့ရှင်းပါတယ်အခွင့်ရရင်ရတယ်လို့အဝင်လုံးဖို့ကြိုးစားပါလိမ့်မယ်ပထမချီလောက် striking ဘိုင်းမှာပဲအကဲခတ်ရင်စမ်းပြီးတော့စော့မယ်ဒုတိယချီလောက်မှာစပြီးတော့ဝင်လုံးလိမ့်မယ်ထင်ပါတယ်မခါရှက်ကြီးက Dustin Poirier နဲ့ပွဲတုန်းကတော့မှတော်တော်ကြီးကိုရုန်းကန်ခဲ့ရတာပါဒီပွဲမှာလည်းသူ့အနေနဲ့ကဘလို့ပဲ weight တင်ပုံမှန် weight တန်းမှာစော့နေတဲ့ JDM နဲ့ရှင်းမယ်ဆိုရင် physical ဘိုင်းမှာတော့အနည်းငယ်အားနည်းနေနိုင်တဲ့အတွက်ဒီပွဲမှာလည်းတော်တော်လေးရုန်းကန်ရနိုင်ပါတယ်နောက်ပြီးတက်လုံဘိုင်းမှာလည်း weight တင်ထားတဲ့ကစားသမားတယောက်အတွက်ဒီပွဲချိန်ကြာလာတဲ့နဲ့အမျှအနည်းငယ်တက်လုံဘိုင်းကထိခိုက်လာမယ်ထင်ပါတယ်ဆိုတော့ဒီပွဲရဲ့ကစားလိုက်နိုင်တဲ့ပုံစံကိုအချင်းချုပ်ပြီးတော့မြင်ကြည့်ရအောင်အစ္စလာမ်မခါချက်ကတောက်လျှောက်ဝင်လုံးဖို့ကြိုးစားမယ် JDM ကတက်နိုင်သမျှတိတ်တောင်း defense လုပ်ပြီး striking ဘိုင်းကိုရအောင်ခေါ်စော့မယ်ငါးကြီးလုံးအရင်ကောင်းနဲ့တက်လုံကျန်တဲ့သူကဒီပွဲကိုအနိုင်ရရှိသွားမယ်ထင်ပါတယ်ကျွန်တော်တဦးတယောက်ထဲရကျွန်တော်ရဲ့အကြိုက်ကိုပြောရရင်တော့ကျွန်တော်ကတော့ JDM ကိုကြိုက်ပါတယ်JDM အနေနဲ့မခါချက်ရဲ့တိတ်တောင်းတွေကိုရှေ့နှစ်ချီလောက်မှာကောင်းကင်တွင်နိုင်လိမ့်မယ်ထင်ပါတယ်အဲ့ဒါကြောင့်နောက်ပိုင်းချီတွေမှာ striking ဘိုင်းအသာစီးနဲ့ပဲစားသွားလိမ့်မယ်လို့မြင်ပါတယ်ဒါကကျွန်တော်တယောက်ထဲရဲ့အမြင်မှာအကြိုက်တူတဲ့ညီကိုတွေအနေနဲ့အပြင်းပြေးလိုက်ပြီးတော့ဆိုလို့ရပါတယ် MMA ဆိုတာကတော့ဘာမဆိုဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်ကိုကြိုက်တဲ့ဘက်မှာနေနိုင်ပါတယ်ဗျညီကိုတို့နေရောဒီပွဲစဉ်ကိုဘယ်လိုမြင်ကြလဲဗျဘယ်သူကိုအကြိုက်တွေ့ကြလဲဆိုတာ comment မှာဝင်ရောက်ပြီးတော့ပြောသွားပေးကြပါဦးနောက်ပြီးအခုလိုမျိုး MMA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ရှိပါတယ်ဗျ